အလူလူရင်စိတ်မကွက်ပါနဲ့အလူလူတဲ့အခါမှာစေတနာမပြတ်ဖို့ပြောချင်တာပါခါတော့ကဘိန်းမုံဖုတ်ရောင်းတဲ့အမျိုးသမီးကြီးတယောက်ရှိပါတယ်အဲ့ဒီအမျိုးသမီးကြီးဟာရောင်းဖို့အတွက်ဘိန်းမုံတွေကိုဖုတ်တယ်လို့စေတနာတရားလေးကလည်းရှိလေတော့ဘိန်းမုံတစ်လုံးပို့ပြီးတော့မှဖုတ်တယ်လိုအပ်တဲ့သူအကူအညီလိုတဲ့သူစားရမယ်တောင်းရမယ်လူတွေကိုပေးဖို့ဆိုတဲ့အနေနဲ့ဖုတ်တာပါအဲ့ဒီဖုတ်ပြီးသားဘိန်းမုံလေးကိုပရင်းပပေါ်မှာတင်ထားတယ်ဟိုစားရမယ်တောက်ရမယ်ဖြစ်တဲ့အဖိုးကြီးအိုတယောက်ကအင်ဂျီကလည်းစုပ်ပြတ်တတ်လို့ခန့်နွမ်းနဲ့အာရင်ဒီချိနဲ့တောင်မွေးလေးထောက်ပြီးတော့အဲ့ဒီဘိန်းမုံကိုလာပြီးတော့ယူပါတယ်ယူလာတဲ့အခါတိုင်းမှာသူစကားလေးတခွန်းပြောသွားတာရှိတယ်အဲ့ဒါကတော့ကုသိုလ်ပြုတဲ့သူတွေကြမ်းမာကြပါစေချမ်းသာကြပါစေအာကုသိုလ်လုပ်တဲ့သူတွေဒုက္ခရောက်ကြပါစေဆိုပြီးတော့ဒီစကားလေးတွေပြောပြီးတော့ထွက်သွားလေးရှိပါတယ်အမျိုးသမီးကနေ့စဉ်နေ့တိုင်းဘိန်းမုံတစ်လုံးအပေါ်ဖုတ်ပြီးတော့ပရင်းပေါ်မှာတင်ထားတယ်အဖိုးကြီးကလည်းနေ့စဉ်နေ့တိုင်းလာယူတဲ့အခါတိုင်းပဲစောစောကပြောသလိုပဲကောင်းမှုလုပ်တဲ့သူတွေကောင်းကျိုးရကြပါစေအာကုသိုလ်လုပ်တဲ့သူတွေဘေးဒုက္ခနဲ့တွေ့ကြပါစေဆိုတဲ့စကားလုံးတွေကိုကြားရပါများလာတော့ဒီလူရတဲ့အမျိုးသမီးကြီးကစိတ်ထဲမှာမချမ်းသာဘူးစိတ်ထဲမှာကတိကောက်ဖြစ်တယ်ဟောတော့တဲ့ဒီအဖိုးကြီးကလည်းကျေးဇူးတင်စကားပြောရမယ့်အစားဘာတွေပြောမှလည်းမသိဘူးဒုက္ခတွေ့ပါစေဆိုလားပေါ့သူစိတ်ထဲမှာမတင်မကျဖြစ်တယ်ဒါနဲ့နောက်နေ့လည်းပဲဘိန်းမုံတွေကိုဖုတ်ပြီးတော့မှတင်ထားတယ်အဖိုးကြီးကလာယူတဲ့ခါတိုင်းဒါတွေကိုကြားရပါများလာတော့သူစိတ်ထဲမှာဘလို့မှမခံနိုင်တော့ဘူးတရက်မှာအမျိုးသမီးကြီးကဆုံးဖြတ်လိုက်တယ်ငါဒီအဖိုးကြီးကိုတတ်မယ်ဆိုပြီးဂျေဇုတရားနားမလဲဒီအဖိုးကြီးလူလောကမှာရှိတာအလကားပဲအဲ့ဒီဘိန်းမုံမှာအစိတ်တွေတုပ်ပါတယ်လက်ကတုပ်နေပေမဲ့လို့ဒူးတွေတုံတယ်ရင်ပတ်တွေတုံတယ်ဘာဖြစ်လို့လဲလို့ဆိုတော့ကုသိုလ်ကောင်းမှုတွေနဲ့စေတနာကောင်းကောင်းထားခဲ့တဲ့လူတစ်ယောက်ကဟီဒီအော်တပတ်လို့ခေါ်ပါတယ်မကောင်းမှုလုပ်ရမှာကြောက်တယ်မကောင်းမှုလုပ်ရမှာရှက်တဲ့စိတ်မျိုးဖြစ်ပါတယ်ဒါကြောင့်မို့သူဟာမလုပ်ရတော့ဘဲနဲ့အဲ့ဒီအစိတ်တုတ်ထားတဲ့ဘိန်းမုံကိုမိဖို့တဲ့ကိုပြစ်ချပြီးတော့အတစ်တဖန်ပြန်ဖုတ်ပြီးတော့ပရင်းပေါ်မှာပြန်တင်ထားလိုက်တယ်အဖိုးကြီးကနေ့စဉ်နေ့တိုင်းလိုပဲသူလာပြီးတော့မှဘိန်းမုံကိုယူသွားတယ်ညလဲရောက်တော့အနည်းနဲ့အလှလှကွဲကွာသွားတဲ့သူ့ရဲ့သားတော်မောင်ကတကားလာခောက်တယ်အနည်းနဲ့လှလှကွဲကွာသွားတဲ့သားကိုတွေးလိုက်ရတော့ဝမ်းသာတာပေါ့ငါသားမင်းဘယ်ရောက်နေတာတော့ငါသားရဲ့အမေဖြင့်မင်းသေပြီးတောင်ထင်းနေတာမသေးပါဘူးအမေရဲ့အခုပြန်လာတဲ့လမ်းမှာကျွန်တော်သေတော့မလို့တဲ့ဒီအိမ်နဲ့တမိုင်အကွာလောက်မှာတဲ့ကျွန်တော်အားအင်းနေချိနေပြီးတော့အစာအိစာပြတ်ပြီးတော့အဲ့ဒီမှာဘုံလဲဆိုလဲပါတယ်အဲ့ဒီချိန်မှာအဖိုးကြီးတယောက်ကတဲ့ဘိန်းမုံလုံးလေးကင်ပြီးတော့ကျွန်တော်ရှိရဖြတ်သွားတာနဲ့ကျွန်တော်လည်းအစာတောင်းရတယ်ကျွန်တော်တောင်းလိုက်တာကိုအဖိုးကြီးကကြားတော့သူကပြောတယ်ဒီဘိန်းမုံဟာတဲ့ငါနေ့စဉ်နေတဲ့အလူရှင်တယောက်ကလှူတဲ့ဘိန်းမုံတွေပေါ့တဲ့ဒီနေ့ကတဲ့မင်းကငါ့ထက်ကို